အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဇင်နိုင်ထက် YouTube Channel လေးမှပြန်လည်ကြိုဆိုလိုက်ပါရယ်ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe လေးနှိပ်ပေးသွားကြပါအောင်ခင်ဗျာကျွန်တော် white ပြထားတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးသွားကြပါခင်ဗျာဒီလိုလေးနှိပ်လိုက်ပါခင်ဗျာအဖြူရောင်လေးပြောင်းသွားရင်တော့ရတော့ပါပြီခင်ဗျာကျွန်တော်ဗီဒီယိုအသစ်တင်တိုင်းသိရှိဖို့အတွက်ဘေးနားကျွန်တော် white ပြထားတဲ့ခေါင်းလောင်းလေးကိုတစ်ချက်နှိပ်ပေးသွားကြပါခင်ဗျာဒီလိုလေးနှိပ်လိုက်ပါဒီလိုလေးပြောင်းသွားရင်တော့ရတော့ပါပြီခင်ဗျာဒါဆိုရင်တငယ်ချင်းတို့အနေနဲ့ဗီဒီယိုအသစ်တင်တိုင်းသိရှိပြီးတော့ကျွန်တော်ရဲ့ YouTube Channel လေးမှာဗီဒီယိုလေးလေ့လာလို့ရရှိမှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဇနိုင်ထက် YouTube Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါကျွန်တော်ပြန်လည်မျှဝေသွားမှာတော့ Facebook login ဝင်တဲ့အခါမှာကျွန်တော်တို့ကိုယ့်ရဲ့ password လည်းမှန်လိုက်တဲ့ login ဝင်လို့မရတဲ့ပြဿနာကိုဖြေရှင်းတဲ့နည်းလမ်းလေးပြန်လည်မျှဝေသွားမှာဖြစ်ပါတယ်တခါတလေကြာကိုယ့်ရဲ့ Gmail password Gmail account ရောကိုယ့်ရဲ့ဖုန်းနံပါတ်ရောမှန်တယ် password လည်းမှန်တယ်ဒါပေမဲ့ login ဝင်လို့မရတဲ့ပြဿနာကိုဖြေရှင်းမဲ့နည်းလမ်းလေးပြန်လည်မျှဝေသွားပါမယ်ခင်ဗျာကျွန်တော်တို့ဖြေရှင်းဖို့နည်းလမ်းလေးရတော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ setting ထဲကိုတစ်ချက်ဝင်ပေးပါခင်ဗျာဒါဆိုရင်တော့ setting ထဲရောက်ပြီးဆိုရင်တော့ကျွန်တော်တို့ဖုန်းတစ်လုံးနဲ့တစ်လုံးတော့မတူဘူးခင်ဗျဒီလို app ဆိုရဲဥစ္စာလေးကိုရှာလိုက်ပါခင်ဗျအထဲကိုရောက်ပြီးဆိုရင်ကျွန်တော်တို့ဒီထဲရောက်ပြီးဆိုရင်နောက်တစ်ဆင့်အနေနဲ့ app ထဲပဲထပ်ပြီးဝင်ပေးပါခင်ဗျအထဲရောက်ပြီးဆိုရင်တော့ကျွန်တော်တို့ application တွေကိုတွေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒါဆိုရင် Facebook application ကိုရှာမှာဖြစ်ပါတယ်ခင်ဗျခဏလေးစောင့်ပေးပါခင်ဗျဒါဆိုရင်ကျွန်တော်တို့လိုက်ရှာကြည့်ပါခင်ဗျာ Facebook application ကိုလိုက်ရှာကြည့်ပါခင်ဗျကျွန်တော်ကတော့တွေ့ပါပြီခင်ဗျဒီယခု Facebook application ကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်တစ်ချက်နှိပ်ပြီးသွားရင်တော့ကျွန်တော်တို့ဒီမှာရှိရဲ့သူ့မှာရှိရဲ့ storage ဆိုရဲ့ဒီ down လေးကိုတစ်ချက်နှိပ်ပြီးပါခင်ဗျအထက်လေးကိုနှိပ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာရှိရဲ့clear data ကိုနှစ်ခုသလုံးအောင်လုပ်ပေးပါခင်ဗျ clear data လုပ်လိုက်ပါ clear check ဘောတော့နောက်တစ်ခုကတော့ clear data လုပ်ပေးပါခင်ဗျဒါဆိုရင်သူက Facebook အသစ်တိုင်းပြန်ဖြစ်သွားပါခင်ဗျနောက်တစ်ခုကတော့ကျွန်တော်တို့ဒါဆိုရင်တော့အဆင်ပြေသွားပါခင်ဗျပြီးရင်တော့ကျွန်တော်တို့ Facebook ထဲကိုတစ်ချက်ဝင်လိုက်ပါမယ်ခင်ဗျ Facebook ထဲကိုတစ်ချက်ဝင်လိုက်မယ် Facebook ထဲကိုဝင်လိုက်ပြီးသွားရင်ကျွန်တော်တို့ Gmail လည်းမှန်တယ် password လည်းမှန်တယ်တခါလေကြာဖုန်းနံပါတ်လည်းမှန်လိုက်တဲ့ကျွန်တော်တို့ login ဝင်တဲ့အခါမှာပြဿနာတက်ပါခင်ဗျဒါဆိုရင်တော့ကျွန်တော်ရဲ့နီလန်းလေးကိုအဆုံးထိမကြော်ပဲကြည့်ပြီးတော့လိုက်လုပ်ကြည့်လိုက်ကြပါခင်ဗျဒါဆိုရင်တော့ကျွန်တော်ရဲ့ Gmail ထည့်မယ်ကျွန်တော်Gmail ထည့်လိုက်ပါ Gmail ထည့်ပြီးသွားရင်ကျွန်တော်ရဲ့ Facebook ဒါဆိုရင်တော့ Gmail လည်းထည့်ပြီးသွားပြီ Facebook လည်း password လည်းထည့်ပြီးသွားပြီပေါ့ဗျာပြီးသွားရင်ကျွန်တော်တို့ login ဝင်လိုက်မယ်ခင်ဗျlogin ဝင်သွားရင်တော့ဒါမျိုးလေးပေါ်လာပါခင်ဗျကျွန်တော်တို့မဟုတ်ရှင်တော့ကျွန်တော်တို့ဒီမဲ့ yes ပေါ့ continue ပေါ့ပြီးသွားရင်ကိုယ့်ရဲ့ password နဲ့ login ဝင်လိုက်မယ်ပေါ့နော်နောက် password ပေါ့ပြီးသွားရင်တော့ကျွန်တော်တို့ password ထည့်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော် password ထည့်ပြီးသွားပြီ password ထည့်ပြီးသွားရင်ကျွန်တော်တို့ login တစ်ချက်နှိပ်ကြည့်လိုက်မယ်ဒီလိုကြီးအမြဲတမ်းခဏဖြစ်နေပါတယ်ခင်ဗျ login error ဆိုပြီးတော့ဒီနည်းလမ်းကိုကျွန်တော်တို့ဖြည့်ရှင်းဖို့အတွက်ဒါဆိုရင်တော့ဒီလိုကြီးဖြစ်နေစဉ်နောက်ထပ်ဒီပုံစံမျိုးကြီးပြနေကျွန်တော်တို့မရသေးပါဘူးခင်ဗျ login error တက်နေသေးပါခင်ဗျနောက်တစ်ခါကျွန်တော်တို့ထပ်ပြီးတော့စူးစမ်းကြည့်ပါမယ်ခင်ဗျဒါဆိုရင်တော့ကျွန်တော်တို့ Facebook application ကိုကျွန်တော်တို့အပီးဖြတ်ပြလိုက်ပါခင်ဗျ delete လုပ်ပြလိုက်ပါ delete လုပ်ပြီးသွားရင်ကျွန်တော်တို့ Play Store မှာPlay Store မှာထပ်ပြီးတော့ Facebook application ထပ်တောင်းပါမယ်ခင်ဗျ CE Facebook ဆိုပြီးတော့ရိုက်ရှာလိုက်ပါရိုက်ရှာပြီးသွားရင်ကျွန်တော်တို့တင်ရမယ်
Facebook application ပေါ့ဗျာ upgrade မလုပ်ရသေးရင်လည်းကျွန်တော်တို့နောက်ဆုံးပေါ့ upgrade လုပ်နိုင်ပါတယ်ခင်ဗျပြီးသွားရင်တော့ကျွန်တော်ကတော့ download လည်းလုပ်ပြီးသွားပြီဆိုတော့ upgrade ကလေးပဲပြောင်းလိုက်ပါမယ်ခဏလေးစောင့်ပေးပါခင်ဗျပြီးရင်တော့ကျွန်တော်တို့ Facebook ထဲဝင်လိုက်မယ်ကျွန်တော်တို့ Facebook ထဲဝင်ပြီးသွားရင်တော့ကိုယ့်ရဲ့ account login ဝင်ကြည့်ပါခင်ဗျ account login ဝင်မယ်ကျွန်တော် Gmail ထည့်ရပါမယ်Gmail လည်းထည့်ပြီးသွားပြီ Facebook password လည်းထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ login တစ်ချက်ဝင်ကြည့်ပါမယ် login ဝင်ကြည့်လိုက်ပါမယ်ခင်ဗျ sorry ကျွန်တော်ပြဒါဆိုရင်တော့ကျွန်တော်တို့ Facebook account login ဝင်သွားမှာပဲဖြစ်ပါတယ်ခင်ဗျဒီနီလန်းအတိုင်းအသုံးပြုပြီးတော့ကျွန်တော်တို့ login ဝင်ကြည့်လို့ရပါတယ်ခင်ဗျနောက်ထပ်နီလန်းလေးတစ်ခုကျွန်တော်ထပ်ပြီးတော့ပြန်လည်မျှဝေပေးပါမယ်ကျွန်တော်ယခု account လေးကို log out လုပ်ရှင်လို့ခဏရပ်ပေးပါမယ်နောက်ထပ်နီလန်းလေးကတော့ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ရဲ့ဖုန်းနံပါတ်သို့မဟုတ် email ထည့်ရမယ်ဒီနေရာမှာ password ထည့်ရမယ်နေရာကိုကျွန်တော်တို့နီလန်းလေးတစ်ခုပြန်လည်မျှဝေပေးပါမယ်ကျွန်တော်တို့ရဲ့ Facebook account ကျွန်တော်တို့က login ဝင်မရတဲ့အခါမှာတခြားသူတယောက်ကိုအကူအညီတောင်းရပါမယ်အကူအညီတောင်းပြီးသွားရင်ကျွန်တော်တို့တခြားသူတယောက်ရဲ့ Facebook account တွေကနေပြီးတော့တစ်ချက်ဝင်ကြည့်ရမှာဖြစ်ပါတယ်ဒါကျွန်တော် Facebook application ပွားထားတဲ့အတွက်ကြောင့်ခဏလေးစောင့်ပေးပါခင်ဗျာဒီ application နဲ့တိုင်းကျွန်တော်တို့ရှားမှာဖြစ်ပါတယ်ခဏစောင့်ပေးပါခင်ဗျာတခြားသူရဲ့ Facebook account တို့မဟုတ်ကိုယ့်ရဲ့ Facebook account နောက်တစ်ကောင်ရှိရဲဆိုကျွန်တော်တို့ရဲ့ login ဝင်မရတဲ့ account ဒီအပေါ်ကဆက်ပါလိမ့်မယ် login ဝင်မရတဲ့ account ရိုက်ရှာကြည့်မယ်ခင်ဗျကျွန်တော်တို့ကျွန်တော်ကတော့ကျွန်တော်ရဲ့ account တစ်ခု login ဝင်မရတဲ့ account တစ်ခုကိုရိုက်ရှာကြည့်ပါမယ်ဒီမှာကျွန်တော်ရဲ့ login ဝင်မရတဲ့ account တွေကိုတစ်ချက်ဝင်လိုက်မယ်ခင်ဗျကျွန်တော် account ထဲရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီ Vina မှာရှိရဲ့အဆက်ကလေး30ရှိပါခင်ဗျအဲဆက်ကလေး30ကိုတစ်ချက်နှိပ်ပြပါခင်ဗျကျွန်တော်တို့ရဲ့ account ရဲ့ link လေးကို copy ယူပေးရမှာဖြစ်ပါတယ်ဒီနေရာရောက်ပြီဆိုရင်တော့ဒီမှာ copy link ဆိုတာလေးကိုတစ်ချက်နှိပ်ပေးခဲ့ပါခင်ဗျဒါဆိုရင်တော့ copy link ဆိုတာလေးကိုနှိပ်ပြီးသွားရင်ကျွန်တော်တို့ပြန်သွားလို့ရပါတယ်ခင်ဗျကျွန်တော်တို့ရဲ့ Facebook ထဲကိုတစ်ချက်ပြန်သွားမယ် Facebook ထဲကိုပြန်သွားမယ်ဆိုရင်တော့ကျွန်တော်တို့ယခုနေရာလေးကိုတစ်ချက်လက်ကလေးနဲ့ဖိထားလိုက်ပါခင်ဗျလက်ကလေးနဲ့ကြကြလေးဖိထားလိုက်ပါခင်ဗျဖိထားလိုက်ရင်ကျွန်တော်တို့ဒီနေရာမှာsorry မပေါ်တော့ဘူးခင်ဗျဒီနေရာလေးကိုဖိထားလိုက်ရင်ကျွန်တော်ပြလို့မရဘူးဖြစ်နေပတ်ဆိုတာလေးကိုနှိပ်လိုက်ပါခင်ဗျပတ်ဆိုတာလေးပေါ်လာရင်တော့ဒီနေရာမှာကျွန်တော်တို့ဒီလိုစာတန်းချိန်ပေါ်လာပါခင်ဗျစာတန်းချိန်ပေါ်လာရင်ကျွန်တော်တို့ဒီညီမြချင်းလေးရဲ့နောက်ကစာကိုအကုန်လုံးဖြတ်ပေးရမှာဖြစ်ပါတယ်ရှေ့ကကဏ္ဍလေးပဲရှင်းထားပေးရမှာဖြစ်ပါတယ်ခင်ဗျဒါဆိုရင်တော့ကျွန်တော်တို့အကုန်ဖြတ်လိုက်မယ်ကဏ္ဍလေးပဲရှင်းထားမယ်ခင်ဗျဖြတ်လိုက်ပြီးသွားရင်ကျွန်တော်တို့ရဲ့ Facebook password အမှန်ကိုထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျ Facebook password ထည့်လိုက်ပါမယ်ကျွန်တော်တို့ Facebook password ထည့်ပြီးသွားရင်တော့ကျွန်တော်တို့ login တစ်ချက်ဝင်လိုက်ပါမယ်ခင်ဗျ login ဝင်လို့ရလားမရလားဆိုတာဝင်ကြည့်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီယခုနီလန်းလေးဒုတိယမြောက်နီလန်းလေးအတိုင်းလဲ Facebook login ဝင်လို့ရပါတယ်ခင်ဗျနောက်ထပ်တစ်ခုကတော့ကျွန်တော်ပြချင်တာအစောနာ copy link ယူရတဲ့နေရာလေးမှာကျွန်တော်တို့နံပါတ်တွေနဲ့မဟုတ်ဘဲနဲ့ကျွန်တော်တို့နာမည်နဲ့လည်းရှိတတ်ပါတယ်ခင်ဗျနာမည်နဲ့ကြာရင်ကျွန်တော်တို့ copy link ယူရမယ့်နည်းလေးကိုပြန်လည်မျှဝေပေးပါမယ်တချို့အကောင့်တွေမှာကျွန်တော်တို့ဒီလိုနာမည်လေးနဲ့ပေါ်တတ်ပါတယ်ခင်ဗျကျွန်တော်ရိုက်ရှာကြည့်ပါမယ်ကျွန်တော် sorryကျွန်တော်အစောနာရိုက်ရှာထားတဲ့တငယ်ချင်းတယောက်ရဲ့ account လေးဖြစ်ပါတယ်ဒီ account လေးထဲကိုကျွန်တော်တို့ copy ယူမယ်ဒီယခုနေရာလေးဝင်လိုက်ပါစောနာလောက်ပါပဲခင်ဗျဒီနေရာမှာ copy ယူလိုက်ပြီဆိုရင်ကျွန်တော်တို့
copy link လေးယူလိုက်ပါမယ်နှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ copy link အောင်မြင်သွားပါပြီပြီးတဲ့ရှင်တော့ကျွန်တော်တို့ Facebook ထဲကိုဝင်လိုက်မယ် Facebook ထဲဝင်လိုက်ရှင်ကျွန်တော်တို့ယခုနေရာလေးကိုဖိထားလိုက်ပါခင်ဗျကြာလေးဖိထားလိုက်ရင် pass ဆိုတာလေးပေါ်လာပါလိမ့်မယ် pass ဆိုတာလေးကိုနှိပ်လိုက်ပါခင်ဗျနှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့အစောနာကျွန်တော်တို့ယခုနေရာမှာကဏ္ဍနေကြည့်ပဲခင်ဗျအခုကတော့ကျွန်တော်တို့ကဏ္ဍရောနာမည်ရောပါလာပြီခင်ဗျအစောအဒီနေရာလေးမှာညီမျှခြင်းလေးနဲ့ခင်ဗျဒါပေမဲ့ဘာမှအထွေထူးမဟုတ်ပါဘူးခင်ဗျကျွန်တော်တို့ယခုနေရာဆိုရင်တော့ကျွန်တော်တို့ဒီမြင်းဆောင်လေးတစ်ချက်ပါပါခင်ဗျအဲ့ဒီမြင်းဆောင်လေးရှေ့ရနေပြီးတော့အကုန်ဖြတ်ရမှာဖြစ်ပါတယ်ခင်ဗျမြင်းဆောင်လေးအပါရှေ့ကိုအကုန်ဖြတ်ပေးရမှာဖြစ်ပါတယ်ဒီနေရာလေးကနေပြီးတော့ကျွန်တော်တို့အကုန်လုံးဖြတ်လိုက်မယ်ခင်ဗျဖြတ်ပြီးသွားရင်တော့ကျွန်တော်တို့ပြီးသွားရင်တော့ password ထည့်ပေါ့ဗျာ password ထည့်ပြီးသွားရင်ကျွန်တော်တို့ login ဝင်လိုက်ရှင်အစောနာတိုင်းပဲအောင်မြင်သွားမှာဖြစ်ပါတယ်ဒါတော့တငယ်ချင်းအကောင့်ဆိုတော့ကျွန်တော်ဝင်ပြလို့မရပါဘူးခင်ဗျယခုနီလန်းလေးနှစ်လမ်းကိုအသုံးပြုပြီးတော့ကျွန်တော်တို့ Facebook login ဝင်တဲ့ပြဿနာကိုဖြေရှင်းနိုင်ပါတယ်ခင်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပြီးတော့အဆင်ပြေရဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးနှိပ်ပြီးအားပေးခဲ့နိုင်ပါတယ်ခင်ဗျအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျ